အားလုံးပဲမင်္ဂလာပါ2024 O question Benjamin level 3 grade 5 6 4 number 9ကိုစပြီးတော့တွက်ပြပေးပါမယ် PR writes a number into each of the 16 little circle see picture ပုံထဲမှာ circle 16ခုရှိတယ်အဲ့ဒီ16မှာ PR က number တွေရေးမယ်တဲ့ number in neighboring circle differ by 1သူ့ရဲ့ circle ဘေးနားကပ်ရက်ဘေးနားမှာကပ်ရက်ရှိတဲ့ circle တွေရဲ့ differ က1ပဲဖြစ်ရမယ်တဲ့နော်ခြားနာခြင်းက1ပဲဖြစ်ရမယ်တစ်ခုနဲ့တစ်ခု1ပဲကွာရမယ်လို့ပြောတာ she writes the number 5သူက number 5ကိုရေးတဲ့ into one of the circle into one of the circle ဆိုတော့ဒီထဲက circle တစ်ခုမှာ5ဆိုပြီးတော့ပါလိမ့်မယ်ဘယ်နေရာလဲတော့မသိပေမဲ့5ဆိုတဲ့ number ပါမယ် and then number 13 into another one နောက် circle တစ်ခုမှာလည်း13ဆိုတဲ့ number ပါအောင်မယ်ဒီနှစ်ခုတော့သူရေးတဲ့ထဲမှာမဖြစ်မနေပါအောင်မယ်ဒါဆိုရင်သူမေးထားတဲ့ question က how many different numbers does PR write in the 16 circle ဒီ16 circle ထဲမှာမတူတဲ့ကိန်းသူဘယ်နှလုံးလောက်ရေးလို့ရသူပေါ်ကပြောထားတဲ့ပုံစံအတိုင်းလည်းဖြစ်ရမယ်မတူတဲ့ number လည်းဘယ်နှလုံးရေးနိုင်လဲဆိုပြီးတော့မေးထားတယ်ဒါဆိုလို့ရှိရင်တစ်ခုနဲ့တစ်ခုပဲကွာရမယ်တစ်ခုကို1ပဲ differ ဖြစ်ရမယ်ဆိုတော့5ပါမယ်ဆိုတော့5ရဲ့ဘေးချင်းကပ်ကနေဆက်စဉ်းစားကြည့်မယ်5ဆိုရင်6ဒါဆိုလို့ရှိရင်1ပဲ differ ဖြစ်တယ်နော်1ပဲ differ ဖြစ်တယ်6 7 8 9 1 differ ဖြစ်တယ်နော်10 11 12 13 14 15 16 17 18 19 20ဒီနေရာ20ရောက်သွားလို့ရှိရင်20နဲ့5နဲ့က1 differ မဟုတ်တော့1 differ မဟုတ်တဲ့အတွက်ဒီလိုအစဉ်လိုက်ဆက်ထည့်လို့ရှိရင်အစဉ်မပြေဘူးအဲ့တော့ဘာလုပ်မှာလဲဆိုတော့ပြောင်းပြန်နောက်ပြန်ဆုပ်ပြီးတော့သွားလို့ရှိရင်ပိုအစဉ်ပြေမလားလို့တစ်ချက်ကြည့်ရအောင်နော်5ရဲ့ဘက်ခြမ်းမှာဒီဘက်မှာ6လို့ထည့်လိုက်မယ်ဒါဆိုလဲသူက1 differ ပဲဖြစ်မှာ6ပြောရရင်7 8 9 10 11 12ဒီနေရာအခြေအနေကလည်း1 differ ပဲဖြစ်တယ်ဆိုတော့အဆင်ပြေတယ်နော်ဒီနေရာလေးတွေက1ပဲกว่าတယ်ဆိုတော့အဆင်ပြေအဲဆိုအကုန်လုံးသူသုံးလိုက်တဲ့နံပါတ်ဘယ်နှခုလဲဆိုတော့5 6 7 8 9 10 11 12 13ဒါပဲသူသုံးလိုက်တယ်ဒီဘက်က number တွေကတူတူပဲပေါ့နော်သူက different number ပဲပြောထားဆိုတော့1 2 3 4 5 6 7 8 9 9ကိုသူသုံးလိုက်ရပါတယ် answer is 9နော်